ချုပ်ရိုးချုပ်တာကောင်းကောင်းလေးနဲ့လေစပန်ရှက်အမြင့်လိုင်းလေးတွေမမင်းစီမှာရောက်ပါရဲ့ရှင်မမင်းကလေဒါလေးတွေကိုလေစင်ရှက်လေးတွေချုပ်ထားပေးရပါရှင်ပေါင်ချိန်100လောက်ကနေပြီးတော့လေ150 160လောက်ထိတော်မဲဒီမှာနော်ဒါမျိုးအရန်ဟိုမှာလာတယ်ချုပ်ရိုးချုပ်တာအမြင့်လိုင်းနဲ့ရမယ်ပေါ့နော်ဒီဇိုင်းလေးကတော့အစုံပါမှာပါကာလာလေးကတော့အဖြူအနက်ရယ်နှက်ပြလေးလည်းအရောပါပါမယ်ရှင်ဒီမှာနော်ကာလာလေးကတော့3ရောင်တော့ပါမယ်ဒါနှက်ပြရောင်လေးကတော့နဲတယ်နော်မင်းပါတဲ့အရောင်လေးတွေကိုအကုန်လုံးမျှပြီးတော့ထည့်ထားပေးတယ်ဒီမှာကြည့်ကိုမတို့အရန်လာတဲ့ဒီဇိုင်းလေးကလေတေချာလေးလည်းပြပေးမယ်နော်ဒီမှာကြည့် quality ကိုတစ်ချက် show ဒီမှာရှေးအိတ်ထောင်လေးလည်းပါပါတယ်ရှင်ဒါမျိုးအမြင့်လိုင်းလေးပေါ့နော်မင်းတို့ချုပ်ထားပေးပါတယ်ငားတဲ့တွဲကနေတော့စပြီးတော့ယူပေးပါရှင်ငားတဲ့တွဲကိုတစ်ထည့်ကို8000နဲ့မှ300ကျပ်အဲ့လေကောင်းတယ်ဒါလေးတွေကို8300ကျပ်ထဲနဲ့လာယူပါ90တွဲနေတော့စပြီးတော့ယူပေးပေါ့နော်ဒီဇိုင်းလေးတွေလည်းအရန်ကိုမှလာတယ်ပေါ့နော် site ပွင့်တာလေးလည်းရချင်တယ်ဆိုဒါလေးကိုယူနော်မင်းက free site လေးချုပ်ထားပေးတယ်8300ကျပ်90တွဲနေစပြီးတော့မှာယူလို့ရတယ်